是不是？是不是？晓得冇没呀？မတော့ 哎呀， အဲ့မနေ့ကလောငါ့ကိုခေါင်းလျှော်ရည်ဘီးတွေလှူအောင်မလို့ 冇没呀？ ကတိကတ်တော့ကွာဘုန်းကြီးကိုခေါင်းလျှော်ရည်ဘီးတွေပေါင်တာတွေလာလှူတာတော်သေးလို့ကျောင်းကိုလာတဲ့ဓမ္မတွေပြန်ဆွန့်လို့မင်းကွာ တပည့်တော်မသိလို့လူမိတာပါဖေ။ဒီပါကြီး ဒီတကာလူမှာဖုံးချောင်းတို့အသုံးဝင်မဲ့ပစ္စည်းတပည့်တော်လှူမှာပါဖေ။ လှူအောင်မလို့ တင်ပါဖေ။ ကျောင်းအတွက်အသုံးဝင်တဲ့ပစ္စည်း တင်ပါဖေ။ပန်းအောင်ပါဖေ။ အေးကောင်းပါလေပန်းဦးဆိုတော့လေဘာပဲပြောပြောညောင်ရိုးသုံးလို့ရတာဟာလားညောင်ရိုးသုံးလို့အေးတော် ခဏလေးစောင့်တော့ပါဖေ။ အေးသူရတာတုံးလားလူချင်းစိတ်ဟဲ့ တင်ပါဖေ။ ဟာ 呀， မတော့ 呀， မင်းကတော့ကွာလှုပ်ချလိုက်ပြန်ပြီဟာဒီတပိတ်ကြီးနဲ့အဲ့ဒီပန်းကိုဘလို့လို့တယ်မတော့ တပည့်တော်မလီပြတပည့်တော်လူချင်းစိတ်ပေါက်လာလို့ပါဖေ။ဟိုပြီးတော့ဟိုအုတ်ကြီးမှာထားတယ်လေ ဘာမှ ။ တော့ တရားသိပေါက်ရင်လူချင်းတာလှူလို့ရတယ်တဲ့။အဲ့လိုပြောပါဖေ။ ဘာလဲမပညာတတ်မရှိလို့ငားရမ်းအောင်လို့ဒင်းအုပ်ကြီးခံထားတာဘယ်ကောက်မြောက်ပြီးမှလည်းမသိဘူး အဲ့တပည့်တော်လူချင်းတာပဲသိပါဖေ။ ကဲမင်းတော်တော်လှူကြနေလား တင်ပါဖေ။ အဲ့ဒါဆိုရင်လေအဲ့ဒီပန်းကိုဟိုနောက်ကြမှာကြောင်းကိုမင်းလာပို့လိုက်ကွာနော် တင်ပါဖေ။ ဒါပဲမလား ဟိုကြံနေတယ်ဖေ။လူပြကြံနေခါအဲ့ဒါတပည့်တော်ဒီပန်းကိုနားဖို့ပါဖေ။ခဏလေးပါဖေ။ခဏလေးစောင့်တော့မှာဖေ။ လူရတာကြက်မပြေတာတရားအားကြတော့ကောင်းမြန်ရော ရှင်းရဒီမှာပါဖေ။ ကတော့ ဖေ။ ဟိုမကြက်ကြီးဘာလို့ယူလာလဲ စိုးရင်ဖြစ်လာလူတာပါဖေ။ သာဓုအော်ကတော့ဟမ်ဟာဒီကြက်ကြီးကိုတတ်ပြီးတော့ချားမှာလားဘယ်လိုကောင်းလဲမသိပါဘူးကွာ အဲ့ဒါဆိုတပည့်တော်တတ်လိုက်ပါမှာဖေ။ ဟဲ့ကောင် ဖေ။ မင်းလည်းတတ်လို့မရဘူးငါလည်းတတ်လို့မရဘူးပါနာတိပါတာတိုးတတ်ချင်းဒီတဲ့နော်မရဲဦးတဲ့စောက်ထိုးရောက်မှာဝါဘယ်လိုကောင်းမှလည်းမသိပါဘူးကွာငါအလူမခံချင်ပါဘူးကွာအဲ့ဒါကြီး ရှင်များလူမကန်ကြဘူးလားရပါတယ်ဗျာအဲ့ဒါဆိုလေတပည့်တော်ကိုယ်တိုင်ပဲရိုက်တက်ပြီးတော့တပည့်တော်ကိုယ်တိုင်ပဲချက်စားလိုက်ပါမယ်ဗျာ ဟဲ့ကောင်မလုံနဲ့နော်တော်ပြီနော်တော်ပြီမင်းလည်းတတ်မစားနဲ့နော်အဲ့ဒီကြငါ့ဟိုတာလူလိုက်တော့ငါအလူခံမယ်နော်မင်းလည်းကုသိုလ်ရအောင်ဟာလားနော်ဒီကြငါလူမခံလို့ရှိရင်လေသေဘွေရရှိတော့မယ်အဲ့တော့ငါကြောင်းပါပဲနော်စွန့်ညံကွန်ညံကျွေးပြီးပဲမွေးထားလိုက်တော့မှာဟာလား တင်ပါဗျာ ဒါပဲမလား ဟိုကြံနေတယ်ဗျာ ဘာကြံသေးလို့ အဲ့ချက်ကတပည့်တော်ခိုးလာတာ အေးဒါဟဲ့ကောင် ဟိုတပည့်တော်ခိုးလာတာမဟုတ်ဘူးလို့တပည့်တော်ရဲ့ကိုယ်ပိုင်ချက်လို့ပြောလို့ပါဗျာ မြောက်ပြီးတဲ့ကောင်လည်းမြောက်ပြီးဒါပဲမလား တင်ပါဗျာ အေးငါကြွားလို့ရပြီနော် ရပါပြီဗျာ ဒီကောင်လည်းလူဘယ်ကောင်လည်းမြောက်ပြီး